မင်္ဂလာပါ Wealth Wisdom Trading Page မှာကြိုဆိုပါရစေ Trader ကနှင့် Trader B ဘယ်သူကပိုပြီးအမြတ်ရနိုင်မလဲ Trading စတင်တဲ့သူတိုင်းအမြတ်များများရဖို့ဆန္ဒရှိကြပါတယ်ဒါပေမဲ့ Trading ပုံစံပုံမူတည်ပြီးအောင်မြင်မှုကတဦးနဲ့တဦးမတူနိုင်ပါဘူးဒီနေ့မှာ Trader ကနဲ့ Trader B ကိုနှိုင်းယှဉ်ပြီးဘယ်သူကပိုအမြတ်ရနိုင်မလဲဆိုတာကြည့်လိုက်ကြပါစို့ Trader ကတနေ့လျင်တစ်ချိန်သာ trade တက်သည် Trading plan နှင့် Risk Management ကိုတိတိကျကျလိုက်နာသည် Stop Loss နှင့် Take Profit ကိုတော်တော်သေချာသတ်မှတ်ထားသည်အယောင်းဝယ်မှာမဖြစ်မနေအခွင့်အရေးကောင်းမှသာဝင်သည်စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုရှိပြီးငွေကြေးစီမံမှုကောင်းသည် Trader B တနေ့မှာ3ကြိမ်4ကြိမ်အကြောင်းအရာမသေးချာပဲ trade တက်သည်သေချာသတ်မှတ်ထားသော trading plan မရှိပါအမြတ်အများကြီးရခြင်းပြီး Stop Loss ကိုစဉ်းစားမထားပါအခွင့်အရေးကောင်းမကောင်းမစဉ်းစားဘဲစက်တိုက် trading လုပ်တတ်သည်စိတ်လှုပ်ရှားမှုများပြီးဆုံးရှုံးမှုများသည် Trader ကဟာနီးကြောင်းတကြသေချာစီမံနိုင်တဲ့ Trader ဖြစ်ပြီးအချိန်ကြာလာတဲ့အခါအမြတ်ကိုတည်ငြိမ်စွာရနိုင်သည်ဒါပေမဲ့ Trader B ဟာ over trading ပြုလုပ်ခြင်းကြောင့်အမြတ်ထက်အရှုံးပိုများနိုင်ပါတယ်အကောင်းဆုံး Trader ဖြစ်ချင်ရင် trading plan ရှိထားပါ risk management ကိုလိုက်နာပါအယောင်းဝယ်မှာယုံကြည်မှုရှိပါစိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုရှိစေပါတင်ပါ Trader မျိုးဖြစ်ချင်လေအောင်မြင်တဲ့ Trader ကဖြစ်ဖို့ discipline risk management ကိုလိုက်နာပါ Trader ကလို့စနစ်တကျ trade လုပ်မလား Trader B လို့ over trading လုပ်မလား comment မှာတင်တို့ရဲ့အမြင်ကိုရေးထားလိုက်ပါ